အန်ဒီကြီးရဲ့အချစ်တွေမှာမျောပြီးတော့ပျော်နေတဲ့ငန်းအခုမြင်နေရတဲ့ငန်းကတော့ခွေးတွေရဲ့ဘေးကနေလွတ်ပြီးအမျိုးသမီးတဦးရဲ့ကယ်ဆယ်ခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီအမျိုးသမီးဟာငန်းကိုဆေးကုသမှုခံယူဖို့အတွက်တရိษံဆေးကုခန်းကိုအမြန်ဆုံးခေါ်သွားခဲ့ပါတယ်သူမရဲ့မေတ္တာကိုသိရှိခံစားမိလို့လာတော့မသိငန်းဟာမျက်ရည်တွေတောင်မှကျလာပါတယ်ဒါကိုမြင်တွေ့ရတဲ့အမျိုးသမီးဟာအရန်ကိုစိတ်မကောင်းဖြစ်သွားပြီးငန်းကိုအိမ်ခေါ်ကနူးနူးညံ့ညံ့နဲ့ဂယူးဆိုင်ဆောက်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အစာပိုင်းမှာငန်းဟာလူတွေကိုကြောက်ရွံ့ပြီးတော့ရှက်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကစိတ်ရှည်လက်ရှည်နဲ့ဟင်းသီးဟင်းရွက်တွေအာဟာရဖြည့်ဆက်စာတွေကျွေးခဲ့သလိုဒီချိုးကန်လေးတစ်ခုကိုလည်းတီးတန့်ပြင်ဆင်ပေးခဲ့ပြီးအဝယ်အစားတစ်စုံစားကိုပါဝယ်ယူပေးခဲ့ပါသေးတယ်ကျွန်တော်တို့လက်ထဲမှာသူမမပြောခဲ့ရပေမဲ့ငန်းလေးကတော့အန်တီကြီးရဲ့လက်ထဲမှာပြောနေပါပြီအားလက်ချိန်တွေမှာအမျိုးသမီးဟာငန်းကိုလမ်းလျှောက်ဖို့ခဏခဏခေါ်လေးရှိပါတယ်တနေ့မှာတော့ငန်းဟာသူ့ရဲ့အဖော်ဖြစ်လာမဲ့ငန်းနှကောင်နဲ့ဆုံတွေ့ခဲ့ပါတယ်ဒီငန်းနှကောင်ရဲ့နက်ရှိုင်းတဲ့တန်ရောစင်ကိုတွေ့လိုက်ရတဲ့အခါမှာအမျိုးသမီးဟာဒီငန်းစုံတွဲကိုပါခေါ်ယူပြီးစိတ်ရှည်လက်ရှည်နဲ့ဂီယူတစ်ဆိုင်ပြုစုဆောက်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ငန်းနှကောင်ဟာတာဇာတာဖြစ်စွာနဲ့အတူတူနေထိုင်ရင်နောက်ဆုံးမှာတော့သူတို့ရဲ့ကိုယ်ပိုင်ငန်းကလေးတွေကိုမွေးဖွားနိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့အားလုံးဟာပျော်ရွှင်စွာနဲ့အတူတူနေထိုင်ခဲ့ကြပါတော့တယ်